အားလုံးပဲမင်္ဂလာပါကျွန်တော်အခုသွားမယ့်နေရာကတော့ Switzerland နိုင်ငံဂျနီဗာမြို့မှာရှိတဲ့ UN ရုံးနာပဲဖြစ်ပါတယ်ဒီ United Nation ရုံးကဂျနီဗာမြို့လယ်နဲ့ဆိုရင်10မိနစ်15မိနစ်လောက်ပဲဝေးပါတယ်အဲ့တော့သွားရတာအရင် convenient ဖြစ်ပါတယ်ဒီ UN ရုံးနာကိုမရောက်ခင်မှာတော့အိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေးဖခင်ပေါ့နော်မဟာသမားဂန္ဒီရဲ့ရုပ်ထုငြိမ်းချမ်းရေးရုပ်ထုအနေနဲ့ထုတာတော့တွေ့ရမှာပါအဲ့မှာသူပြောခဲ့တဲ့ my life is my message ဆိုပြီးတော့စာတမ်းကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော် UN ရုံးနာကိုရောက်လာပါပြီဒီ UN ရုံးရဲ့အရှိမတည်ရှိနေတာကတော့ broken chair ကျိုးနေတဲ့ခုံလို့အမည်ရပါတယ်ဒါကတော့ UN ရုံးရဲ့အရှိတဲမှာရှိပါတယ်ဒီခြေထောက်တစ်ဖက်ပြတ်နေတဲ့ခုံကတော့မိုင်းနေမြေမြုပ်မိုင်းနေကြောင့်ခြေလက်တွေပျက်စီးသွားတဲ့လူတွေရဲ့ဘဝကိုစားပြုပြီးတော့ဂုဏ်ပြုတဲ့အနေနဲ့တိစောက်ထားတာဖြစ်ပါတယ်သူ့ရဲ့အဓိပ္ပာယ်ကတော့ခြေထောက်တစ်ချောင်းမပါပေမဲ့လည်းခြေသုံးချောင်းနဲ့မမတ်ကြီးရက်တည်နေတယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒီခုံရဲ့အရှည်ကတော့ပေ40 39ပေပေါ့နော်ပေ40နီးပါးရှိပါတယ်ဒီခုံကို2009ခုနှစ်မှာဆောက်လုပ်ခဲ့တာဖြစ်ပါတယ်ဒီခုံကဂျနီဗာမြို့ရဲ့ tourist attraction တွေကတစ်ခုဖြစ်ပါတယ်တွေ့တဲ့အတိုင်းပါပဲဒီမှာလူတော်တော်များများလာပြီးတော့ဓာတ်ပုံရိုက်နေတာဗီဒီယိုရိုက်နေတာကိုတွေ့ရမှာပေါ့နော်ဒီခုံက United Nation ရုံးရဲ့အရှိတဲထဲမှာရှိတဲ့အတွက်ဒီမြေကွက်လက်မှာလူတွေလာပြီးတော့ဆန္ဒပြပွဲမကြာခဏလုပ်လို့ရှိပါတယ်အရင်တော့ဆိုမြန်မာနိုင်ငံအတွက်ဆန္ဒပြပွဲတို့ Palestine Gaza အတွက်ဆန္ဒပြပွဲတို့လုပ်ခဲ့တဲ့နေရာလေးဖြစ်ပါတယ်အခုတွေ့နေတာကတော့ဒါ Kurdish လူမျိုးတွေဆန္ဒပြပွဲလုပ်နေတာပါဒီ Kurdish လူမျိုးတွေကတော့ Turkey, Iraq, Iran နဲ့ Syria ကြားထဲမှာရှိနေတာပေါ့နော်သူတို့ကိုယ်ပိုင်နိုင်ငံတည်ထောင်ဖို့အတွက်ကြိုးပမ်းနေတဲ့လူမျိုးစုတစ်ခုပါ